ရာဝတ္ထုနှစ်ခုကိုပေါင်းလိုက်တဲ့အခါ overworld လို့ခေါ်တဲ့အခြားတိုင်းတာတစ်ခုစီကိုသွားနိုင်တဲ့ဖော်တော်တစ်ခုက overworld ကိုချက်ချင်းချစ်မိသွားပါတယ်။အဲ့ဒီကဘာမှာတော့မိနစ်20တိုင်းညရောက်သွားပြီးအရာအလုံးက4000ပုံစံတွေဖြစ်ပါတယ်။စိတ်ကူးထဲမှာထွက်လာတဲ့အရာမှန်သမျှကိုတိစောက်နိုင်ပြီးတိုးမွေးနဲ့အိမ်အောင်ဆောက်နိုင်ပါတယ်။နေကင်းဘက်မှာကဘာကြီးကလှပပေမဲ့ညဘက်မှာတော့ဇွန်ဘီတွေကိုရှောင်ဖို့အိမ်ထဲမှာပဲနေရပါတယ်။မနက်တနေ့မှာတော့တိုက်ခိုက်စိတ်ပြင်းတဲ့ဝမ်ပလွေတစ်ကောင်ကိုတွေ့ပြီးအယိုးတစ်ချောင်းကျွေးလိုက်တဲ့အခါဝမ်ပလွေကမိတ်ဆွေဖြစ်သွားပါတယ်။ Steve ကအဲ့ဒီဝမ်ပလွေကိုမွေးစားပြီး Dan လို့နာမည်ပေးလိုက်ပါတယ်။နှစ်တွေကြာလာတဲ့အခါ Steve နဲ့ Dennis တို့ဟာနေမြေနဲ့ခီးသွားပြီးအံ့အားသင့်စရာအဆောက်အဦမျိုးမျိုးကိုဆောက်လုပ်လာကြပါတယ်။တနေ့မှာတော့လှုပ်ဝက်ဆန်းကျဲတဲ့အပြက်အစည်းဆောက်အဦတွေနဲ့ဘလော့တစ်ခုပျောက်နေတဲ့တစ်တာတစ်လုံးကိုတွေ့ရှိပါတယ်။ Steve ကပျောက်နေတဲ့ဘလော့ကိုပြန်ထည့်ပြီးပြုပြင်လိုက်တဲ့အခါဖော်တော်အသစ်တစ်ခုပေါ်လာပါတယ်။ Zack နဲ့ Dennis တို့ကချက်ချင်းဝင်သွားပြီးနတ်တဆိုတဲ့ကဘာကိုရောက်သွားပါတယ်။ကဘာမှာတော့ပျော်ရွှင်မှုဖန်တီးမှုဆိုတာမရှိဘဲကိုသာရှာနေတဲ့ Piglin တွေရှိပါတယ်။သူတို့ရဲ့ခေါင်းဆောင်ကတော့ Overworld ကိုချုပ်ဖို့အစွမ်းထက်အလင်းရောင်လုံးကိုရှာနေတဲ့မကောင်းဆိုးဝါးမော့ဆရာမ Morgus ဖြစ်ပါတယ်။ Steve ရဲ့အလင်းတောက်နေတဲ့အရာဝတ္ထုကအဲ့ဒီဝဖြစ်တာကြောင့် Morgus ကခိုးယူသွားပြီး Overworld ကိုထိန်းချုပ်ဖို့အစီအစဉ်ဆွဲပါတော့တယ်။ Steve နဲ့ Dennis တို့ကိုအကျဉ်းချထားပေမဲ့ Dennis ကစောင့်တယောက်စီကတော့ကိုခိုးယူပြီးလွတ်မြောက်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာ Web ကိုပြန်ရယူပြီး Steve က Dennis ကိုအမှန်တကယ်ကဘာထဲကသူ့အိမ်ကိုယူသွားခိုင်းပါတယ်။ Piglin တချို့က Steve ကိုပြန်ဖမ်းမိပြီးတချို့က Dennis ကိုလိုက်ဖမ်းကြပေမဲ့ Overworld ထဲကိုဝင်လာတဲ့ Piglin တွေက Zombie အဖြစ်ပြောင်းသွားလို့ပြန်လဲထွက်သွားရပါတယ်